အားလုံးပဲမင်္ဂလာပါဒီနေ့မှာလည်းအကောင့်လေးတစ်ကောင့်ပေါ့နော် skin စုစုပေါင်း369ပါတဲ့အကောင့်လေးတစ်ကောင့်ကိုလာရောက်ပြပေးတာဖြစ်ပါတယ်အားလုံးပဲဒီအကောင့်ထဲမှာဘာ skin လေးပါတယ်လဲဘာ skin လေးပါတယ်လဲဆိုတာကျွန်တော်တို့တစ်ချက်တွားကြည့်လိုက်အောင်ဒီ skin ဒီအကောင့်ထဲမှာဆိုလို့ရှိရင် Franco Legend ပါမယ် Naruto skin တဲ့နှကောင်ပါမယ် KOF တဲ့ကဒီမှာဆိုလို့ရှိရင် Aura လေးပါတယ်ပေါ့ကုရှင်ကမိုက်တာဆိုတော့ကုရှင်ရဲ့ Collector skin လေးပါမယ်နောက်ပြီးလာဆိုလို့ရှိရင်အမ Martin နဲ့Alpha Lucky Boss ပါမယ် Chong Stanley နဲ့ပေါ့စုမစကင်ပြောထားလို့ပဲသူက360ကျော်ပါတယ်အဲ့တော့အားလုံးဘာတွေပါလဲခြေတော်ကြည့်ကြည့်မယ်အဲ့ဒီမှာပေါ့သူမှာဒီမှာဖြည်းဖြည်းချင်းကျွန်တော်ပြပေးတယ်ပေါ့နော်ဒီမှာသူမှာ Beatrice Prime လေးလည်းပါတယ်ပေါ့နော်အဲ့ဒါဆိုရင်တော့မဆိုးဘူးပေါ့ Lucky Boss လေးတွေကတော်တော်လေးတော့မိုက်နေပြသေးတာ Lucky Boss လေးတွေကတခြားကြည့် Lucky Boss လေးအမှာ Lancelot ရဲ့ Lucky Boss လေးလည်းပါတယ် Lunas Guinevere အဲ့ဒီကောင်လေး Lucky Boss လေးလည်းပါတယ်အဲ့တော့ဒီအောက်မှာကျွန်တော်အကောင့်လေးကိုဖြည်းဖြည်းချင်းပြပေးရမယ်။ဘာတွေပါတယ်လဲဆိုလို့ရှိရင်တော့တစ်ချက်တော့ကြည့်ကြည့်ပေါ့နော်။ချောင်းမှာဆိုလို့ရှိရင်တော့အမှသူကြီး M series skin တစ်ခုပါမယ်။ချောင်း Stanley ပါမယ်။အဲ့တော့မိုက်ချောင်းစောခြင်းနဲ့ချောင်းရဲ့ M series skin စောကြည့်ခြင်းနဲ့ဆိုလို့ရှိရင်အကောင်လည်းမိုက်တော့မိုက်တယ်။ Zori ရဲ့တဲမှာဆိုရင်လည်း Zori ရဲ့လေးပါတယ်ပေါ့ဗျာ။ Lancelot တို့နောက်ပြီးလာဆိုရှင် Hulk ပြီးရင် Leslie ရဲ့ Covenant skin မတည့်ရဆိုလေးရတယ်ပါတယ်အဲ့တော့အောက်မှာ skin လေးရတော့များတယ်ဗျာဒီနေ့အဲ့ဒါကိုကျွန်တော်ဒီဖြည်းဖြည်းချင်းလေးပေါ့ဒေချာလေးမဖုံးရင်တော့မှကျွန်တော်နည်းနည်းမြန်လေးပြပေးလိုက်မှာဗျာဘာလို့သူက skin လေးရ360ကျော်ဆိုတာတော့နည်းနည်းလေးများတယ်လို့ပြောလို့ရတယ်အဲ့ဒါပြောလို့အကောင့်လည်းဈေးရန်ကြီးမယ်လို့ထင်မယ်လေဈေးအရန်ကြီးမကြီးပါဘူးအဲ့တော့အကောင့်ဈေးသိချင်တော့လာမေးကြည့်လို့ရပါတယ်နောက်ပြီးတော့မှဒီအကောင့်ထဲမှာဘာ record လေးပါလဲဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချက်တွားကြည့်ရအောင်ဒီအကောင့်ထဲမှာကပါတဲ့ record လေးကကြတော့သူကကြတော့တင်းလက်ကွဲရဲ့ record လေးသူများခေါ်ကြ class record ပေါ့ဗျာဒီ record လေးပါတယ်ဒီ record လေးနဲ့လေတိုက် channel မှာညာဆိုလို့ရှိရင်တော့မိုက်တယ်ပေါ့ဗျာဒီအကောင့်လေးကကင်းတယ်များတယ်ပေါ့နော်ဈေးကတော့အရင်မကြည့်ဘူးဈေးသိချင်တော့လာမေးလို့ရတယ် class record လေးနဲ့ဆိုတော့တော်တော်လေးတော့မိုက်တယ်လို့ပြောလို့ရတယ်ဒီမှာဘာ star တော့စုစုပေါင်းကြည့်လိုက်ပါ star တော့အပေါ်လေးရောက်ပြီးတော့မသိ glory တော့ရောက်ထားပြီးသားပါအဲ့တော့အကောင့်လေးကိုကြိုက်တယ်ဆိုလို့ရှိရင်လာမေးလို့ရပါတယ်နောက်ပြီးတော့မှဒီအကောင့်မှာလည်းဘာတပ်ပါတီမှာဘာတစ်ခုမှမပါပါဘူးတပ်ပါတီဘာတစ်ခုမှမပါဘူးဘာမှမပါဘူးဒီစားကြည့်ကြည့်ပါအဲ့တော့နောက်ပြီးတော့မှဒီအကောင့်ကိုဝယ်ခြင်းနဲ့ညီကိုဆိုလို့ရှိရင်တခါတည်းဒီအကောင့်ကိုလည်းမေးချင်းလို့ရပါတယ်မွန်တို့မေးချင်းပြီးတော့မှတခါတည်းဝယ်လို့ရပါတယ်ဗျာနော်အဲ့ဒါကြောင့်မို့လို့ဒီအကောင့်လေးကိုကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Game Access College တပတ်ရဲ့ TikTok Facebook page YouTube ဒါမှမဟုတ်ရင်ကျွန်တော်တို့ရဲ့ Telegram ကနေလာရောက်ပြီးဆက်သွယ်ပြီးတော့မှရွေးချယ်ဝယ်ယူလို့ရပါတယ်ကျွန်တော်တို့ရဲ့ဒီ TikTok account လေးကိုလည်း follow လုပ်သွားပေးကြပါအောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုကြမှာပြန်တွေ့ကြပါမယ်